ဖလားဆိုတာဒီလိုယူရတယ်ဆိုပြီးအာဆင်နယ်ကိုအားလို့တောင်မအော်နိုင်တီးပေးလိုက်တဲ့မန်စီးတီးအာဆင်နယ်ကတော့တကယ်ဟာတာပါပဲဗျာအစကတော့ဖလားလေးလုံးမဲ့တက်သိန်းတော်မှာလို့ငါးလုံးမဲ့သိန်းတော်မှာလို့နဲ့ကြွေးကြော်ခဲ့ကြတာအစမ်းနာမေးပွဲဖြေတော့ကအမတ်ပြရခဲ့ပြီးမှအစိန်လဲဖြေရောမန်စီးတီးဆိုတဲ့အမတ်စစ်စရာကတလုံးမရင်ဆုံးတော့မှဆိုတော့ပြီးပြောလိုက်တာနှလုံးမတာဆိုတော့အာဆင်နယ်လဲမန်စီးတီးကိုဖလားတလုံးစတင်ကန်တော်လိုက်ရပါပြီဘောလုံးပွဲကြောင်းပြောရရင်တော့ final တပွဲရဲ့ best opportunity နဲ့ hero တယောက်ပေါ်ထွက်လာတဲ့ story တစ်ခုပါ Manchester City နဲ့ Arsenal တို့ရှင်ပြိုင်ခဲ့တဲ့ Carabao Cup final မှာတော့ပရိသတ်ကြီးတို့တည်တဲ့အတိုင်း result က 2-0 နဲ့ City ကအနိုင်ရရှိခဲ့ပါတယ်။ဒါပေမဲ့ဒီပွဲရဲ့ highlight က score line မဟုတ်ပါဘူး။ hero တယောက်ရဲ့ moment ပါ။ပွဲအစပိုင်းမှာတော့ Arsenal ကအားတက်တရော့နဲ့အမှတ်မကန်တိုက်စစ်ဆင်နေခဲ့တာပါ။ Kai Havertz နဲ့ Bukayo Saka တို့ရဲ့ chance တွေကို James Trafford ကအမကန် triple save နဲ့ကာကွယ်နိုင်ခဲ့ပါတယ်။ဒီ save ကပဲပွဲရဲ့ momentum ကိုပြောင်းလဲစေခဲ့ပါတယ်။ CD ကတော့အစပိုင်းမှာနည်းနည်း slow ဖြစ်ခဲ့ပြီးမြဲအချိန်ကြာလာတဲ့နဲ့အမျှ ball control နဲ့ rhythm ကိုပြန်ရလာခဲ့ပါတယ်။ Haaland ကလည်း header chance တခုရခဲ့ပြီးမြဲ goal မထစ်နိုင်ခဲ့ပါဘူး။ပထမပိုင်းပြီးချိန်မှာတော့ goal မရှိသေးပြီးမြဲ CD က control ရလာတဲ့ signs တွေမြင်ရခဲ့ပါတယ်။ဒုတိယပိုင်းရောက်လာတဲ့အချိန်မှာတော့ပွဲရဲ့ story ကပြောင်းလဲသွားခဲ့ပါတယ်။ CD က pressure ကိုတိုးမြင်ပြီး Arsenal ကို back foot ပေါ်မှာထားနိုင်ခဲ့ပါတယ်။မိနစ်60ဝန်းကျင်မှာတော့ breaking moment ဖြစ်ပေါ်လာခဲ့ပါတယ်။ Ryan Cherki ရဲ့ cross ကို goalkeeper က properly မဖမ်းနိုင်ခဲ့တာကြောင့် ball က box ထဲမှာလွတ်သွားခဲ့ပါတယ်။ဒီအချိန်မှာ Nico O'Reilly ကအခွင့်အရေးကိုလက်လွတ်မခံဘဲ goal သွင်းပြီး City ကိုဦးဆောင်စေခဲ့ပါတယ်။ဒါပေမဲ့ဇလန်းကဒီမှာမပြီးသေးပါဘူး။မိနစ်4မိနစ်ကြာမှာပဲ O'Reilly ကထပ်မံ goal သွင်းပြီးတူးစီးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ဒီ goal မှာတော့သူက defender ကိုကြော်ပြီး perfect header နဲ့ finish လုပ်နိုင်ခဲ့ပါတယ်။တခါတည်းနဲ့ final ကို control လုပ်နိုင်တဲ့ player ဖြစ်သွားခဲ့ပါတယ်။ Arsenal ကတော့ပြန်လည်ဝင်ရောက်ဖို့ကြိုးစားခဲ့ပြီး substitute တွေထည့်ခဲ့ပါတယ်။ဒါပေမဲ့ Gabriel Magalhaes ရဲ့ header က crossbar ကိုထိပြီး goal မဖြစ်နိုင်ခဲ့ပါဘူး။အဲ့ဒီ moment က Arsenal အတွက် less hope လို့ဖြစ်သွားခဲ့ပါတယ်။နောက်ဆုံးချိန်တွေမှာတော့ City က defensive discipline ကောင်းကောင်းနဲ့ပွဲကိုထိန်းချုပ်ကစားခဲ့ပြီးပွဲပြီးဆုံးချိန်မှာတော့ Manchester City က 2-0 နဲ့အနိုင်ရရှိပြီး Carabao Cup ကိုထပ်မံရယူနိုင်ခဲ့ပါတယ်။ဒီနိုင်ပွဲက Pep Guardiola အတွက်ကတော့ 19th trophy ဖက်သွားခဲ့ပြီး City ရဲ့ dominance ကိုထပ်မံပြသခဲ့ပါတယ်။ဒီပွဲရဲ့ star လေးဖြစ်တဲ့ Nico O'Reilly ကတော့စင်ပြန်ကြီးရဲ့ဖလားလေးလုံးအိမ်မက်ကိုအိမ်မက်မှတ်နေသူကိုရေနှပုံနဲ့ပက်ပြီးနိုးပေးလိုက်သလိုပါပဲ။ Final stage မှာနှစ်ဂိုးသွင်းပြီးအသင်းကို champion ဖြစ်စေခဲ့တဲ့ moment က football fans တွေအတွက်မမေ့နိုင်တဲ့ memory တစ်ခုဖြစ်သွားမှာပါ။ဘောလုံးမှာတချို့အချိန်တွေမှာ star player မဟုတ်တဲ့သူတောင် big moment မှာ hero ဖြစ်လာနိုင်ပါတယ်။ဒီနေ့ပွဲကအဲ့ဒီအရာကိုပြသခဲ့ပါတယ်။ကဲယာဒီကုံရင် Premier League Champion လမ်းကြောင်းအပေါ်ဒီပွဲက right ခန့်လာနိုင်ပါတယ်။အာကြီးတို့ဒုတိယနေရာနဲ့ပဲကျင်းနှက်သွားရမလားဆိုတာတော့စောင့်ကြည့်သွားရမှာပါ။ Football knowledge video တွေထက်ကြည့်ချင်ရင် follow နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်